အခုဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာပေါ့နော်အမြဲလိုကိုယ့်ရဲ့အတွင်းစိတ်ထဲမှာကြိုက်ပွဲတွေဖြစ်နေတဲ့လူတွေရှိတာဟိုလူကအပြင်ကလူတွေကကိုဟိုတယောက်ကဒီလိုဒါလာပြောလိုက်ဒီတယောက်ကလည်းဒီလိုလာပြောလိုက်စရဲကွာအဲ့လိုမျိုးပုံစံအမျိုးမျိုးကိုလာပြောတဲ့ချိန်ပဲဖြစ်ဖြစ်ကိုအမြဲတမ်း self doubt ပေါ့နော်စိတ်တန်တရားတွေဝင်ပြီးတော့ကွာကြည့်ရမလားကိုအနည်းဟိုတယောက်တည်းနေရတာအဆင်မပြေဘူးကွာကြည့်ရမလားတခုလုံနေမှာပေါ့နော်အဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့လူတွေရှိရဆိုလို့ရှိရင် still ဒီနေ့ sharing လုပ်ပေးမယ် topic ကဘာလဲဆိုတော့အရာကိုဖြစ်ခွင့်ပေးလိုက်ပါဆိုတဲ့ topic လေးဖြစ်တယ် okay ဒီ topic လေးမပြောခင်မှာ Stella ပြောမယ် Stella အနောက်မှာခုရှုံနေရတွေ့လားအဲ့ဒါကိုလည်းဖြစ်ခွင့်ပေးလိုက်ပါနော် okay အဲ့ဆိုရင် Stella ဆက်သွားရStella တို့ကလေတခုလောက်တော့မယ်တခုကိုကိုလှုပ်ချင်တဲ့အရာတွေကိုလှုပ်တော့မဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ကိုကအမြဲတမ်းလို့နောက်နေတတ်တာတွေဖြစ်တယ်အဲ့လိုနောက်နေတယ်ဆိုတာကလေကွာကြည့်ရမလားအဲ့လိုကိုရဲ့ဒီတကယ်စစ်မှန်တော့ခွန်အားကပေါ့နော်ထွက်မလာပဲနဲ့ကိုဘယ်လိုပြောမလဲအနောက်ကနေတခုနဲ့ဆွဲထားတာပေါ့ဥပမာဒီနေ့ကတော့ဒါလုံးမယ်ဆိုပြီးတော့ရှိရဒါပေမဲ့အဲ့လိုမျိုးတွေးပြီးကာမှဖုန်းတွေပဲသုံးနေမိတာပြောတခြားအရေးမကြီးတဲ့အရာတွေကိုကွာတော်လုံနေမိတာတွေကွာအဲ့လိုအများကြီးရှိတယ်ဆိုတော့အဲ့ဒါကဘာကြောင့်မလို့လဲဆိုတော့ဒီအတွင်းစိတ်ထဲမှာတိုက်ပွဲလေးတေးလေးတွေရှိရအဲ့ဒါကိုမတိစိတ်ကနေပြီးတော့ဖြစ်နေတာမျိုးလေးရှိရဆိုတော့အဲ့ဒါကို Stella တို့ deep down တွားကြည့်ရအောင် okay ပထမဦးဆုံးကဘာလဲဆိုတော့ Stella ပြောပြချင်တာက Stella တို့ကဘဝကိုထိန်းချုပ်ဖို့လုပ်လေစူးစမ်းလေကိုယ့်ရဲ့ဘဝဟာရှင်တန်ရတာကပို့ပြီးတော့ပင်ပန်းလာလေပဲ okay ဆိုတော့Stella တို့ရဲ့ဒီပေါ့နော်ဒီအတွင်းစိတ်ထဲမှာအခုခေတ်ဆိုရင်ဒီအခု century ကပါလဲဆိုတော့လူတွေအကုန်လုံးကအထီးကျန်ဆန်လာတယ်ပြီးတော့နောက်တစ်ခုကပါလဲဆိုအတွင်းစိတ်ထဲမှာပွတ်တိုက်မှုတွေဖြစ်ပွားလာတယ်တခုလောက်တော့မယ်တခုလူတယောက်ကကိုယ်လာပြောလိုက်ပြီဆိုကိုယ့်ရဲ့စိတ်ထဲမှာဟာတကဘာလုံးတကဘာကြီးတကဘာဖြစ်တော့ကွာဟာပူပင်တော့ကအသွေးပေါင်း16000နဲ့မြင်တာကွာအထီးကအဲ့ဒါဘာလဲဆိုတော့ Stella တို့ကအတိမပြုတ်ခံခြင်းနဲ့စိတ်ရှိရပြီးလို့ရှိရင်တခြားသူတွေရဲ့အမြင်တွေကိုအရန်ဂယုစိုက်လွန်းနေတာဆိုတော့အသက် Stella တို့25-26လောက်မှာဆိုလို့ရှင်ဒါလေးတွေတော့ပို့ပြီးတော့တိမိပြီလို့ထင်ပါတယ်မတိမိဒီလို့ရှင်လည်းဒီဗီဒီယိုလေးကိုဆက်ကြည့်တော့ပါနော်ပြီးတော့နောက်တစ်ခါ18-19မှာဆိုပိုဆိုးတယ် Stella ဆိုလို့ရှင်16-18-19ဆိုသူများအမြင်ကိုအရန်ဂယုစိုက်တဲ့အရွယ်ကွာတခုပြောလိုက်ပြီဆိုလို့ရှင်ရင်ကိုစဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်တဲ့အုံနောက်အလောက်ကြီးဒီမဖွင့်ဖြိုးသေးတဲ့အချိန်မှာသူများပြောလိုက်တာနဲ့ကိုတန်တရားဝင်ပြီး depression တွေဝင်လာတဲ့အနေအထားမျိုးပေါ့နော်ဒီစေကျော်တဲ့အရွယ်တွေပေါ့နော်အဲ့ဒါလေးအရင်ရှေ့အဲ့ဒါကဘာလဲဆိုတော့ Stella တို့ကဒီတကယ်အုံနောက်ကပေါ့နော်ဒီမရင်ကျက်မဖွင့်ဖြိုးသေးတဲ့အချိန်မှာတခြားသူတွေရဲ့လိုအပ်ချက်တွေတခြားသူတွေရဲ့မျော်လင့်ချက်တွေကိုလိုက်ပြီးတော့ဖြည့်ဆည်းနေတာပေါ့နော်ဆိုတော့စဉ်းစားကြည့်အောင် Stella တို့ကိုနိုင်ကရှိတဲ့မျော်လင့်ချက်တောင်မှ Stella တို့ကောင်းမဖြည့်ဆည်းနိုင်ကြတယ်ကွာအဲ့တော့တခြားသူတွေရဲ့မျော်လင့်ချက်တွေကိုပါလိုက်ပြီးဖြည့်ဆည်းရမယ်ဆို Stella တို့ရဲ့ဘဝကြီးဘလောက်တောင်မှမွန်းကျက်တဲ့ဘဝကြီးဖြစ်သွားမလဲပေါ့နော်အဲ့ဒါကို Stella စဉ်းစားစေချင်တယ်အဲ့တော့ Stella တို့ကကြည့်ရမလားတကယ်အောင်မြင်တဲ့သူတွေရဲ့ time schedule တွေကြည့်ဟာသူတို့ကဒီလိုလုံနေပြီးသူတို့လိုမျိုးအောင်မြင်ခြင်းတော့သူတို့လိုမျိုးလုံမပဲအောင်မြင်မယ်ဆိုတဲ့စိတ်ကြီးတွေနဲ့တည့်ရမလားသူတို့ဒီ schedule လောက်ထားတာကတရက်ကို9ခု10ခုပြီးရမယ်ကိုကမပြီးဘူးဆိုရင်ကိုတန်ညတွေဝင်ငါကမတုံးငါမတက်ဘူးစားတယ်ဒီ social ပေါ့နော်ဒီ society မှာချမှတ်ထားတဲ့စီးမြင်နေနေတဲ့သူတွေအများကြီးပဲအဲ့လိုနေရင်နဲ့ပင်ပန်းတယ်မွန်းချက်တယ်နောက်ဆုံးငါမတိုးတက်တော့ဘူးငါကသွားပါပြီဆိုတဲ့လူတွေအများကြီးပဲဒီလားအဲ့ဒါကိုလဲ Stella တွေးတယ်လို့ Stella ကိုနိုင်လဲဖြစ်ဖူးတယ်အဲ့ဒါကြောင့်မလို့ဒါလေးကိုတိချာပြောပြပြီးတော့ပြောနေရခြင်းလဲဖြစ်တယ်ပေါ့နော်ဆိုတော့okay ဆိုတော့ Stella တို့ကဒီစစ်မှန်တဲ့ခွန်အား Stella ရဲ့တကယ်အတွင်းစိတ်တွေက Stella တို့ဒီ society ကမျော်လင့်ထားတဲ့အရာမဟုတ်ပဲနဲ့ကိုယ့်ရဲ့အတွင်းစိတ်တွေကဖြစ်ဖို့ဖြစ်ချင်တဲ့အရာကို Stella တို့လုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံးကစစ်မှန်တဲ့ခွန်အားနဲ့လုပ်ဖို့လိုအပ်တယ်အဲ့လိုစစ်မှန်တဲ့ခွန်အားထွက်ရှိဖို့ဆိုလို့ရှိရင် Stella တို့စိတ်အတွင်းထဲမှာဖြစ်နေတဲ့ဘယ်လိုမလဲဒီရင်းရောင်ပေါ့နော်ဒီကိုယ့်ရဲ့စိတ်နှစ်ဖက်ပေါ့နော်တခုဖြစ်မယ်ဆိုရင်စိတ်နှစ်ခွဖြစ်ကြရကွာဟာလုံကောင်းမလားမလုံကောင်းမလားလုံကောင်းမလားအဲ့လိုမျိုးဖြစ်တဲ့ဒီရုံးခံထ
ထိုက်ကိုက်ချင်းရှိနေတာတွေကို Stella တို့ကအရင်ဆုံးလက်ခံခွင့်ပြုပေးခြင်းကအရေးကြီးဆုံးပဲဆိုတော့ဒီလိုပေါ့နော်စိတ်ကပေါ့နော်ကိုကလှုပ်ချင်တဲ့အရာကိုလှုပ်တော့မဲ့အချိန်ကြလို့ရှင်နားထဲမှာပေါ့နော်ဒီ society ကလက်မခံနိုင်တဲ့အရာဖြစ်တဲ့အချိန်ကြလို့ရှင်ကိုတားမြစ်တဲ့နောက်ထပ်ကိုတကူဆိုတာထွက်လာတဲ့အချိန်မှာထွက်လာတဲ့အရာကိုပဲအနိုင်ပေးမလားကိုလှုပ်ချင်တဲ့အရာကိုပဲကိုလှုပ်မလားအနိုင်ပေးမလားနှစ်ခုစလုံးပေါ့နော်အဲ့လိုမျိုးစဉ်းစားတဲ့အချိန်မှာဆိုတော့ Stella ပြောချင်တာနှစ်ခုစလုံးကိုစိတ်ထဲမှာဖြစ်နေတယ်ဆိုလို့ရှင်အရင်ဆုံးကစိတ်နှစ်ခုဖြစ်နေရဆိုတာကိုလက်ခံပေးဖို့ကအဓိကပဲအဲ့ချိန်မှာငါရဲ့တန်ဖိုးတွေကတခြား society မှာရှိနေတဲ့တန်ဖိုးတွေနဲ့တွားညှိနေခြင်းနဲ့စိတ်ကလေးပေါ်လာနေပါလားဆိုတာကိုအရင်ဆုံးလက်ခံပေးဖို့ပဲတကယ်လို့များအဲ့ဒါကြီးတွေကိုလက်မခံပေးဘဲနဲ့စန့်ကျင်နေမယ်ဆိုလို့ရှင်လေsteroid စိတ်ခံစားချက်တရားကွာနာကျင်လာပြီးတော့ကိုပဲနာကျင်မှုတွေဖြစ်ပြီးတော့လေတကယ်ကိုလှုပ်ရမယ့်အရာကိုမလှုပ်တော့ဘဲနဲ့ဒီနာကျင်မှုဖြစ်တဲ့ဒီစက်ဝိုင်းလေးမှာပဲကိုကအမြဲတမ်းငါနာကျင်နေရငါဒီလိုတွေဖြစ်နေရစားတဲ့အရာအနေနဲ့ပဲဖြစ်သွားတော့မှာကွာတိလားအဲ့တော့ steroid တို့ကပြင်မနေပြီးတော့လှုပ်ဆောင်မှုတစ်ခုခုဖြစ်လိုက်ပြီးကိုကတော့တည့်ရမလားအဲ့ဒါယူမလှုပ်ချင်ဘူးမလှုပ်ချင်တဲ့ဥစ္စာကြီးထွက်လာတာကိုလက်ခံပြီးတော့အပြည့်အဝခံစားအဲ့လိုမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကဘယ်လိုပြောမလဲဆိုတော့ကင်းစင်သွားရယ်ကွာကိုခံစား권ပေးလိုက်တဲ့အချိန်မှာဉာဏ်ပညာတစ်ခုထွက်လာ wisdom တစ်ခုထွက်လာဘာလဲဆိုတော့ငါရဲ့ဒီစိတ်ပေါ့နော်လူတဘောတဘာဝအရာဒီလိုမျိုး society ရဲ့အတိမတ်ပြုခြင်းတခြားလူတွေရဲ့မျော်လင့်ခြင်းတွေကိုငါကလိုချင်နေတာပါလားဆိုတဲ့စိတ်ကိုအတိမတ်ပြုပြီးတော့မှငါတကယ်စစ်မှန်တဲ့အရာကပါလဲအတိုင်းငါလှုပ်တော့မဲဆိုတဲ့စစ်မှန်တဲ့ခွန်အားထွက်လာတယ်ကွာအဲ့တော့ Stella တို့တစ်ခုပြောချင်တာကကိုယ်စိတ်ကနေပြီးတော့ထွက်လာတဲ့ဘယ်ခံစားချက်မဆိုသွားဖိနေဖို့မကြိုးစားပါနဲ့အရင်ဆုံးလက်ခံလိုက်စီးစင်းခွင့်ပေးလိုက်ပေါ့နော်အဲ့ဒါကို Stella ပြောပြချင်တာပေါ့နော်အဲ့ဆိုလို့ရှင်လေကိုယ့်ရဲ့ဘဝကနာကျင်မှုကင်းသွားလိမ့်မယ်ပြီးလို့ရှင်ကိုရှေ့ဆက်ရမယ့်အရာတွေကိုလည်းကိုလုံနိုင်သွားလိမ့်မယ်ဆိုတာပေါ့နော်okay နောက်ထပ်တစ်ခုပြောမယ် Stella တို့မှာကခွန်အား2မျိုးရှိရဲ့အဲ့ဒါပါလဲဆိုတော့အတုအယောင်ခွန်အားနဲ့စစ်မှန်တဲ့ခွန်အားဆိုတော့အတုအယောင်ခွန်အားဆိုတာကဒီမှာ Stella လည်းပြထားတယ်ဘယ်လိုမျိုးခွန်အားလဲဆိုတော့အရာရာကိုထိန်းချုပ်ဖို့အတွက်သူစူးစမ်းတာကိုလည်းအရန်ထိန်ချုပ်တယ်ကိုပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေကိုလည်းသူလိုက်ထိန်ချုပ်တယ်ထိန်ချုပ်တော့မရဘူးဆိုရင်ဒေါ်ရတွေဖြစ်သူတယောက်တည်းပူလောင်နေပြင်သူဒေါ်ရဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဘေးနာပတ်ဝန်းကျင်မှာရှိတဲ့လူတွေအကုန်လုံးလိုက်ပြီးပူလောင်ရတယ်အဲ့ဒါကဒီထွက်လာတဲ့ခွန်အားကိုပေါ့နော်သူသုံးတဲ့ချိန်မှာဒီတလွဲမှာသုံးနေတယ်လို့ဖြစ်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုတော့ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ချင်တာStella ဆိုလို့ရှိရင်ဘာလဲဆိုတော့သိရမလားတခုခုလုပ်မယ်အရင်တော့ဆိုလို့ရှိရင် Stella ကတခုခုလုပ်တော့မယ်ဆိုလို့ရှိရင်ဗီဒီယိုတခုခုတင်မယ်ဆိုငါ scale ကအဲ့လောက်တိမကောင်းဘူး editing ကိုလေအရင် focus တွားလုပ်ပြီးတော့ငါမပြီးပြည့်စုံတယ်ငါမတင်သေးဘူးဆိုတဲ့ပုံစံမှာ Stella ရဲ့အဓိကသွားချင်တာလူတွေကို knowledge sharing လုပ်ချင်တာဒါပေမဲ့အရင်ပြီးပြည့်စုံချင်တော့ဒီ editing ပိုင်းပဲသွားပြီးတော့ focus လုပ်နေတဲ့အချိန်မှာလူတွေစီ Stella ဗီဒီယိုကမရောက်တော့editing မှာပဲ Stella ကြာနေအဲ့တော့ Stella ရဲ့ခွန်အားကတလွဲခွန်အားကြီးဖြစ်သွားရော okay ပြီးတော့နောက်တစ်ခုကဘာလဲဆိုတခြားတူရဲ့အမြင်နဲ့စကားပေါ်မှာမူတည်ပြီးတော့အသက်ရှင်နေတာအဲ့ဒါလေ Stella ဖြစ်ဖူးတယ်ဘာလဲဆို Stella အလုပ်လုပ်တဲ့အချိန်မှာ Stella ရဲ့ boss က Stella ကိုအားပေးလိုက်ပြီဆိုလို့ရှိရင်အရင်နေပျော်သွားပြီးတရက်လုံးစင်ပြေတူကကိုတရက်မလားနှိမ်ချလိုက်ပြီးဒါမှမဟုတ်လို့ရှိရင်လည်းနေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြောလိုက်ပြီဆိုလို့ရှိရင် Stella ခွန်အားတစ်ခုတော့တောင်းနေကြတော့အဲ့တော့ Stella တရက်တာတာလေဒီလားသူ့ရဲ့ဒီစကားပြောဆိုမှုအသက်အကျပေါ်မှာမူတည်ပြီးနေရသလိုဖြစ်နေပြန်ရောဒီလားအဲ့တော့လူဆိုတာကတစ်ဖက်လူကလည်းသူစိတ်တုန်တဲ့အချိန်တုန်မှာပဲသူစိတ်ပျော်နေတဲ့အချိန်ပျော်မှာပဲအဲ့ပေါ်မှာမူတည်ပြီးတော့ကိုယ်တုံ့ပြန်မှာပဲကွာဒီလားအဲ့ကြောင့်မလို့ Stella တို့ကတခြားတူတွေပေါ်မှာလဲအဲ့ဒါအရေးကြီးတယ်ဒီလားအဲ့ဒါကိုတတိထားဖို့အရေးကြီးရယ်ပြီးတော့မှဒီ society ပေါ့နော်ဒီလောကကြီးရဲ့အလိုအကျကိုကွာလိုက်ပြီးတော့အတင်းကိုပုံစံမဟုတ်ပေမဲ့ကွာနေထိုင်နေတာကွာဒီလားဥပမာကွာထားပါတော့ကိုကintrovert စကားလုံးဝတိတ်မပြောတတ်ဘူးကိုယ့်ရဲ့ဒီအားတာတာက creativity ပိုင်းတွေစတယောက်တည်းအေးစိမ့်နေပြီတခုခု creation လုပ်တာအဲ့ဒါကိုအားတာတာဒါပေမဲ့ society ကပြောတယ်နင်းကbusiness လုပ်မယ်တခုခုလုပ်မယ်ဆိုလို့ရှိရင် extrovert ဖြစ်ရမှာဆိုပြီးတော့ကိုယ့်ရဲ့ဒီစူးစမ်းနေမှုကြီးကကိုယ့်ရဲ့စစ်မှန်တဲ့အနေအရာမှာသွားစူးစမ်းနေရမှာမဟုတ်ပဲကိုယ့်ရဲ့တကယ်အားနေချက်ကိုပဲသွားပြီးတော့စူးစမ်းနေတော့အလကားနေနေကိုယ့်ရဲ့ခွန်အားတွေကတကယ်ကိုကတကယ်အားတာမယ်ကိုကတကယ်ထွန်းပေါက်မဲ့ area မှာကိုကမရှိတော့ပဲနဲ့ကိုယ့်ရဲ့
အားနေချက်ကြီးကိုပဲတော့ focus လုပ်ပြီး struggle တွေဖြစ်နေတာပေါ့နော်ဆိုတော့ဒီ၄ချက်ပေါ့နော်ဒီ၄ချက်ကဘာလဲဆိုတော့ဒါအတုအယောင်ခွန်အားလို့ခေါ်တယ် okay ဒါဆိုလို့ရှိရင် still တို့စစ်မှန်တဲ့ခွန်အားကိုပြောရအောင်အဲ့ဒါဘာလဲဆိုတော့မိမိရဲ့အားနည်းချက်များကိုရဲဝင့်စွာလက်ခံခြင်းဆိုတော့ Stella ခုနကပြောသလိုပဲ Stella ရဲ့အနောက်မှာခုရှုပ်ပွားနေအဓိကတော့ Stella နဲ့ဘို့အတွက် Stella လုံနေရော Stella ကဒီရဲ့ပစ္စည်းကိုပြင်ပြီးမှဒီဗီဒီယိုရိုက်မယ်ဆိုရင်ဒီနေ့ Stella ဗီဒီယိုရိုက်ဖြစ်မှာမဟုတ်တော့ဘူးအဲ့တော့ Stella okay ထားလိုက်ပါတော့ငါဒီတိုင်းပဲထားပြီးတော့မှပဲငါရိုက်လိုက်တော့မယ်ဆိုရဲစိတ်နေပေါ့နော်ဒါ like ခွင့်ပြုလိုက်တယ်ခွင့်ပြုပြီးတော့ရိုက်တယ်အဲ့တော့ရိုက်ဖြစ်သွားတယ်ဒါပဲအဲ့တော့ Stella ရဲ့ခွန်အားတွေကို Stella ဒီဟာကြီးဒီမှာသွားရှင်းနေမယ်ဆိုလို့ရှိရင်တကယ်လူတွေကို sharing လုပ်ချင်တဲ့ Stella value လဲပျောက်သွားပြီဒီနေ့မပြီးတော့ဘူးဘယ်နေ့မှဒီဗီဒီယိုကထွက်တော့မလဲမသိတော့ okay အဲ့လိုပဲဒါကိုယ့်ရဲ့အားနည်းချက်ကို okay ငါဒီမှာတော့အားနည်းချက်ရှိရတော့ငါရဲရဲဝံ့ဝံ့လက်ခံတယ်ကိုလည်းလက်ခံတယ် public ကိုလည်း sharing လိုက်တယ် this is my အားနည်းချက်အခုချိန်နေမျိုးမှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့အားနည်းချက်ကိုလက်ခံကိုယ့်အားနည်းချက်ကိုမလက်ခံဘဲနဲ့ပြေးဆောင်အောင်လုပ်နေလို့ရှင်အဲ့ဒါကိုအတူရောင်ခွန်အားတွေသွားသုံးနေမိပြီဆိုတာလဲစဉ်းစားဖို့လိုအပ်တယ်ဆိုတော့ပထမဆုံးမိမိရဲ့အားနည်းချက်တွေကိုရဲဝင့်စွာလက်ခံမှာအမားအယွန်းများကိုဖြစ်ခွင့်ပေးလိုက်ပါဆို Stella တို့ကလေအမားလုံးမိမှာအရန်ကြောက်တဲ့စိတ်ရှိရယ်Stella လည်းရှိရယ်အမားအယွန်းကိုလေလုံးဝအရန်ကြောက်တာတိလားငါဒီလိုလုပ်လိုက်ရင်မာတော့မှာပဲအထူးသဖြင့် Stella စစချင်း sales လုပ်တဲ့အချိန်မှာပေါ့နော် sales လုပ်တဲ့အချိန်မှာငါဒီ customer ကိုဒီလိုပြောလိုက်ရင်တော့မာတော့မှာပဲအဲ့လိုမာတော့ရင်တော့ဒီ customer ပျောက်သွားတော့မှာပဲစတဲ့လေဒီအမားရွေးလုံးမှာကြောက်တဲ့အတွက်ကြောင့်မလို့စကိုမလုပ်ဖြစ်တော့အဲ့ဒါလေဒါအရန်ရေးကြီးရယ်အမားအယွန်းလုံးမှာကိုဖြစ်ခွင့်ပေးလိုက်အမားအယွန်းကနေငါတို့သင်ခန်းစာယူမယ်ဒီတယောက်မရရင်နောက်တယောက်မရရင်နောက်တယောက်ငါတို့ရဲ့ process အတိုင်းငါတို့ကြွားမယ်ဒါအမားအယွန်းကိုခွင့်ပြုမယ် okay ဆိုတော့မိမိကိုပျော်ရွှင်စေရန်အတွက်တာဆုံးဖြတ်ချက်ချခြင်းဆိုတော့မထိခိုက်ရင်ရပြီကွာ Stella တို့ပျော်ရွှင်မဲ့ပုံစံဆိုတာဘာလဲဆိုတာသိပြီအဲ့ပုံစံလေးတိုင်းတွားလို့ရှင်ရပြီကွာတခြားလူတွေပြောထားတဲ့ပျော်ရွှင်တဲ့ပုံစံဒီအတိုင်း Stella တို့ကတတွေ့မသိလုံးမပျော်ရွှင်မယ်မဟုတ်ဘူး Stella တို့စဉ်းစားထားတဲ့ဒီပျော်ရွှင်မှုတွေဒီဟာလောက်လိုက်ရင်တော့ပျော်ရွှင်မှာပဲဆိုရယ်ပုံစံလေးနဲ့တွားလို့ပျော်ရွှင်နေဆိုလို့ရှင်ပြီးပြီကွာokay ဆိုအဲ့ဒါတစ်ချက်ပြီးတော့ချို့ယွင်းချက်များရှိနေတဲ့မိမိရဲ့စစ်မှန်တဲ့ပုံစံအတိုင်းနေထိုင်ခြင်း there's no perfect person ကွာဒီလားကိုတခြားဒီ relationship မှာဖြစ်ဒါ perfect relationship ဆိုတာမရှိဘူးကွာပြည့်စုံတဲ့လူဆိုတာမရှိဘူးအဲ့တော့မပြည့်စုံတာကို Stella တို့ကလက်ခံလိုက်ခြင်းကမှတကယ်ပြည့်စုံခြင်းတစ်ခုဖြစ်လာမှာကွာဒီလားအဲ့တော့ကိုချို့ရင်ချက်ရှိရဆိုလို့ရှင်လက်ခံလိုက်ဘာလို့ချို့ရင်ချက်ရှိနေတဲ့မိမိကိုစစ်မှန်တဲ့ပုံစံကို Stella တို့လက်ခံဖို့အတွက်လိုအပ်တယ်အဲ့ဒါအရေးကြီးတယ်ပေါ့နော်ဆိုတော့အခုအတူရောင်ခွန်အားနဲ့ဒီအစစ်မှန်ခွန်အားဆိုတာကို Stella ပြောပြပေးပြီအဲ့တော့နောက်ထပ်တစ်ခုတွားမယ်ဘာလဲဆိုတော့ဘဝအတွက် Stella တို့မှာတတ်မှတ်ထားတဲ့အချိန်ဒီချိန်မှာတချို့ရှိရယ်ကွာStella တောင်ရှိတည်ရပြောပြမယ်ဘယ်ချိန်မှာငါကဘာလုပ်ရမယ်ဘယ်ချိန်မှာဘယ်လို business လုပ်ရမယ်ဘယ်ချိန်မှာငါယောက်ျားယူရမယ်ဘယ်ချိန်မှာကလေးမွေးရမယ်စတဲ့အချိန်စရာတွေအရန်ထားတယ် Stella အရန်ထားတယ်တော်တော်များများ main ကလေးတွေလည်းထားမယ်လို့ Stella ထင်တယ်အထူးသဖြင့်ပေါ့နော်ဒီ main ကလေးမှာဆိုလို့ရှင်ကလေးမွေးရမယ်ကလေးမမွေးရဘူးဒါကြောင့်မလို့ဘယ်ချိန်မှာယောက်ျားယူရမယ်ဒါကြောင့်မလို့ဘယ်လိုမျိုးတွေအရန်အချိန်စရာထားကြအထူးသဖြင့်ပေါ့နော်ဆိုအိမ်ဝယ်ရမယ်ယာတူအလုပ်စတဲ့လူအဖွဲ့အစည်းကတတ်မှတ်ထားတဲ့ဖိအားပေးမှုတွေကို Stella တို့ကလိုက်နာဖို့မလိုအပ်ဘူးကွာဒီလားကိုနှစ်သက်တဲ့လမ်းကို Stella တို့ရွေးချယ်ပိုင်ခွင့်ရှိတယ်အဲ့လိုမျိုးမရွေးချယ်လို့ရှင်အောင်မှာလောကကြီးဆိုတာကဒီအချိန်မှာဒီအတိုင်းဇက်လန်တပုံစံနဲ့ဖြစ်မယ်ဆိုတာကအရင်ခက်ခဲတယ်နော်ဒီလား Stella တို့တကယ်စစ်မှန်တဲ့မြေပုံနဲ့ Stella တို့တွေးထားတဲ့ဒီ future မြေပုံဒီအတွင်းထဲမှာဒီ imagination လောက်ထားတဲ့မြေပုံကတူဖို့အရင်ခက်ခဲတယ်အဲ့ဒါကိုသွားညှိပြီးတော့မှသိရမလားStella တို့တက်ရှင်နေမယ်ဆိုလို့ရှိရင်အတူရောင်ခွန်အားကြီးနဲ့ကိုတကယ်ဖြစ်ချင်တာမဖြစ်တော့ဘဲနဲ့ society ကသတ်မှတ်ထားတဲ့ပုံစံအတိုင်းဖြစ်သွားလိမ့်မယ်အဲ့ဒါကြောင့်မလို့ Stella တို့ကဘယ်ချိန်မှာဘာဖြစ်ရမယ်ဘယ်ချိန်မှာဘာဖြစ်ရမယ်အဲ့လောက်ကြီးမသတ်မှတ်ထားနဲ့လွတ်ချလိုက်ကိုဒီနေ့မှာစူးစမ်းနေလို့ရှင်ရပြီ process ကိုလက်ခံလိုက်အေးစစ်စစ်နဲ့ပျော်ရွှင် Stella တို့လောကကြီးကိုစီးစင်းသွားလို့ရတယ်ကိုဖြစ်ချင်တဲ့အတိုင်းတွေကိုရွေးချယ်သွားလို့ရတယ်အရင် schedule တွေနဲ့အချိန်တွေသတ်မှတ်ပြီးတော့အရင် stress ဖြစ်နေစရာမလိုဘူးဆိုတာကို Stella ပြောချင်တာဒါအချိန်နဲ့ပတ်သက်ပြီးတော့ပြောပြတာပေါ့နော်နောက်တစ်ခုရှိရယ်ဘာလဲဆိုတော့ဒီအချိန်ရဲ့ကုစားနိုင်စွမ်းနဲ့စောက်ဆိုင်ခြင်းအနုပညာ
ဆိုတော့ဒီညမှာဆိုလို့ရှိရင်နောက်ထပ် Stella share လုပ်ချင်တာဒီအသေးကွဲတဲ့အချိန်မှာပေါ့နော်အသေးကွဲတဲ့အချိန်မှာတချို့ကမြန်နောက်အတစ်တယောက်ကိုရှာပြီးတော့တွဲလိုက်တယ်ဘာလို့လဲဆိုသူစိတ်ထဲမှာဒီတန်ရာတွေကိုချက်ချင်းမေးပြောက်ချင်လို့တချို့ကကြောက်လဲအရက်တွေကြောက်တယ်တချို့ကကိုနာကျင်စေတဲ့အရာတွေကိုသူကလှုပ်လိုက်တယ်ကွာဒါပေမဲ့ Stella ပြောချင်တာက Stella တို့ဒီ healing ကုစားနိုင်ဖို့ဆိုတာကအချိန်အတိုင်းတာတစ်ခုလိုအပ်တယ်အဲ့အချိန်မှာဒီအချိန်အတိုင်းတာတွင်မှာကိုကသူ့ကြောင့်မလို့နာကျင်တာပဲဖြစ်လက်ခံလိုက်ပြီးလို့ရှင်သူ့ကြောင့်မလို့သူ့အရန်ချစ်ခဲ့လို့ကွာမာရပါပြီဆိုတဲ့ဥစ္စာဆိုလို့ရှင်လေမားတယ်ဘာဖြစ်လဲလက်ခံလိုက်တိလားဆိုတော့အခက်အခဲတွေနဲ့စုံတွေးတဲ့အချိန်မှာ Stella တို့မဖြေရှင်းနိုင်တဲ့အချိန်မျိုးမှာကိုယ့်ရဲ့မပြည့်စုံမှုတွေကိုလက်ခံပြီးတော့ Stella တို့ကအချိန်ပေးဖို့လိုအပ်တယ်အဲ့ဒါကြောင့်မလို့ Stella တို့ကဒီအချိန်ဆိုတာတစ်ခါလေကြောက်လို့ရှိရင်ပေါ့နော်ဒီအကောင်းဆုံးစေးတစ်ခွက်ဖြစ်တယ်တချို့အချိန်တွေမှာပေါ့နော် Stella တို့စောင့်ဆိုင်ခြင်းကိုပြုလုပ်ခြင်းကတကအကောင်းဆုံး solution ပဲတခါလေကြာ Stella တို့ကဟာဒီအဖြေမရဘူးဆိုပြီးတော့တွေးတော့ပူပန်တော့ကရောက်နေတယ်ဒါတွေအများကြီးရှိတယ်ဒါပေမဲ့ Stella တို့ကဘယ်လိုလဲဆိုတော့ဒီလိုမျိုးစောင့်ဆိုင်ခြင်းဆိုတာကလည်း solution နောက်ထပ်တစ်ခုပဲဆိုတာကို Stella ပြောပြချင်တာဘာမှမဖြေရှင်းဘဲနဲ့တော့ဒီရမလားအဖြေတော့မထွက်လာဘူးဆိုပေမဲ့တခါလေကြာကိုအရန်မွန်ချက်နေဒီ relationship ကလည်းအရန် toxic ဖြစ်လာနေပြီတခုခုကဒီပြဿနာတစ်ခုကကျင်းနေကြတယ်ဖြစ်လာပြီဆိုလို့ရှင် Stella တို့ခဏလေးပေါ့နော်နှစ်ယောက်တူစောင့်ဆိုင်လိုက်အချိန်ကအရာရာကိုဖြေရှင်းသွားပေးလိမ့်မယ်ပြီးတော့အဖြေတစ်ခုခုကိုအတင်းထုတ်เสียမလိုဘူးပေါ့နော်ဒါလည်းနောက်ထပ်ပေါ့နော်ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကုစားချင်တယ်ဆိုလို့ရှင်ဒါလှုပ်လို့ရတဲ့အရာတစ်ခုဖြစ်တယ်အဲ့ဆို Stella အခုတစ်ချက်ချင်းစီရှင်းသွားတာကပါလဲဆိုတော့ Stella တို့ဘဝမှာဖြစ်လာတဲ့ပြဿနာတွေပေါ်မှာမူတည်ပြီးတော့အတင်းကြီးလောက်ယူဖြည့်ရှင်းနေကြမလို့ဘူးကွာဒီလားလွတ်ချလို့ရတဲ့အရာတွေအများကြီးရှိတယ်လို့လွတ်ချလို့ရတဲ့နီးတွေလည်းအများကြီးရှိရယ်အရှင်းဆုံးကတော့ကိုကအေးချစ်စေးနဲ့ချင်းတတာပျော့ရွှင်ငြိမ်ချက်နဲ့ဖြတ်တန်းခြင်းနေဆိုလို့ရှိရင်အဲ့ဒါနဲ့နီးဆက်တဲ့နီးတွေကို Stella တို့တုံးပြီးတော့ဖြည့်ရှင်းလို့ရတယ်ကွာ